တရုတ်နိုင်ငံမှာအကြောက်တရားကိုစိန်ခေါ်နိုင်တဲ့အမိုက်စားခီးသွားနေရ9ခုရှိပါတယ်ပထမတစ်ခုကတော့ခြုံကင်းကကြောက်ကမ်းပါဟိုတယ်ပါအိပ်ပျော်နေရင်လမ်းလျှောက်တက်သူတွေအိပ်ရေးမမှန်သူတွေအတွက်တော့လုံးဝမသင့်တော့ပါဘူးအဲ့ရပေါ်မှာဟိုဘက်ဒီဘက်လှည့်မိတာနဲ့တင်ဒီလောကကြီးနဲ့အပြီးတိုင်နှုတ်ဆက်သွားရနိုင်ပါတယ်အားသာချက်တစ်ခုကတော့တေးခံအလကားပေးတယ်လို့အပြင်ကနေအစားတောက်လဲမှာယူစားတောက်လို့ရတာပါပဲဒုတိယတစ်ခုကတော့ချီရှင်းတောင်ကဘေးရဖားရတာပါအမြင့်1480မီတာရှိတဲ့ကြောက်ကမ်းပါးပေါ်မှာ168မီတာရှိတဲ့ကောင်းကင်လေကားကြီးကိုချိတ်ဆွဲထားတာပါခြေပွားအောက်မှာတိမ်တွေရှိပြီးဘေးတစ်ဖက်တစ်ချက်စီမှာတော့နက်ဆိုင်တဲ့ကြောက်ကြီးတွေရှိနေတာကြောင့်လှမ်းလိုက်တဲ့ခြေလမ်းတိုင်းကရင်တထိတ်ထိတ်ပါပဲတခြားနေရာမှာပြုတ်ကျရင်ဖူးရောင်ရုံပဲရှိမယ်ဒီမှာပြုတ်ကျရင်တော့ကိုခန္ဓာစိတ်ပိုင်းတွေရှားတွေးဖို့တောင်မလွယ်ပါဘူးတတိယတစ်ခုကတော့ကြမ်းကြကျဲမှန်တရားပါအစပိုင်းမှာတော့လှလိုက်တာဆိုပြီးအော်မိပေမဲ့နောက်ပိုင်းကျရင်တော့အမေရေကယ်ပါဦးလို့အော်ရမှာပါအမြင့်1430မီတာမှာတည်ရှိပြီးကြောက်ကမ်းပါးကိုကတ်ဆောက်ထားတာပါဒီတရားပေါ်မှာလူ၃မျိုးတွေ့ရတတ်ပါတယ်ဒူးထောက်ပြီးသွားတဲ့သူမျက်စိမိတ်ပြီးနေရန်ကက်လျှောက်တဲ့သူနဲ့ခြေထောက်တွေတုံရင်နေတဲ့သူတွေပဲဖြစ်ပါတယ်စတုထတစ်ခုကတော့ကွေကျိုးကထုံချမ်းမြင့်ဖောင်စည်းခြင်းပါမနက်ပိုင်းဖောင်စည်းနေ့လယ်ပိုင်းရေထဲကဆယ်အညာကျရင်တော့တက်ရက်နက်ကုံတင်ရမယ့်အထိကြမ်းတမ်းပါတယ်90ဒီဂရီလောက်မတ်ဆောက်တဲ့ကြောက်သေးကိုထိုးဆင်းရတာဖြစ်ပြီးရေထဲပြုတ်ကျသွားရင်တော့ကယ်ဆယ်ရေးသမားတွေကချက်ချင်းပြန်ဆယ်ပေးမှမို့စိတ်ချရပါတယ်ဒီနေရာကတော့အခုထိ review အကောင်းဆုံးပါပဲဘာလို့လဲဆိုတော့ review အဆိုးပေးမဲ့သူတွေကပြန်မလာနိုင်တော့လို့ပါပဲပစ္စမတစ်ခုကတော့ရွှေရန်လုံကန်ကဒန်းကြီးပါအမြင့်108မီတာအထိအရင်တင်ပြီးမှတနာရီကီလိုမီတာ100နှုန်းနဲ့ပြစ်လွတ်လိုက်တာပါလူကရှေ့ကပြေးဝိညာဉ်ကနောက်ကလိုက်ဆိုသလိုမျိုးခံစားရမှာပါပြန်ဆင်းလာတဲ့အခါခြေထောက်တွေပျော့ခွေနေပေမဲ့အေးဆေးပါကွာဒီလောက်တော့စာမခွဲပါဘူးလို့ပြောတတ်တဲ့လူတွေအတွက်အကောင်းဆုံးနေရာပါပဲ